ပြင်လာလို့မယ်ဆိုပြီးတော့ကောင်း4ရက်မလျှော်ဘူး ဟုတ်လား တမပြောတာမဟုတ်လား ဟုတ်တယ် 4ရက်မလျှော်နဲ့တဲ့ ဟုတ်တယ်ပုတ်စုံနှမ်းထဲမှာစိုးလို့ရပါဘာကြောက်လဲဆိုရင်သူကတိလားဘာကြောက်လဲ မသိဘူး မသိဘူးလားအခုရှင်းပြအောင်နော်သူကကောင်းမလျှော်တဲ့ဟာဆိုသူ့ရဲ့ဒီ origin အစီထွက်တာလေအစီထွက်တယ်ဆိုသူ့ရဲ့ဥယျာဉ်ကိုကာကွယ်ပေးတဲ့သဘောနဲ့ဖြစ်သွားပါဘောနော်ဘလို့ထိုင်းတိုင်းလဲအိမ်မှာဆိုရင် ကာလာရှမ်ပူနဲ့လည်းထိန်းတယ်ကာလာရှမ်ပူတော့မှနေ့တိုင်းမလျှော်ဘူး နေတာမလျှော် ပြီးရင် V47 ရဲ့ပေါင်စေးနဲ့နှက်ထားတယ် နက်တာအဲရင်ကောင်းတယ်မလားအဲသမီးလေးပေါင်းစေလို့ခေါ်ပါမှာဝယ်တင်တော့ရိုက်မှာစောင်းတော့အေး secret ဆမတခုလောက်မေးချင်ဆမကလေချောတဲ့လူကိုပဲလုပ်ပေးရလား ဟာဘာဖြစ်လို့ပြောရတော့ ဆမနဲ့လာလုပ်တဲ့လူတိုင်းကယောက်ျားလေးဖြစ်မိန်းကလေးဖြစ်အကုန်လုံးကလုံးဝချောတယ်ပေါ့ ချောလေး ဘာလို့မျိုးဘာလို့မျိုးပဲ ခင်လိုမျိုးဒါကတော့လုံးဝအဲ့လိုမျိုးလည်းမဟုတ်ဘူးဘာဖြစ်လို့ဆိုရင်ကျင်းရလေသူတို့ ਨੇ ဘယ်လိုပြောမှာလဲဒီဇိုင်းတွေဆွေးနွေးတာဖြစ်ပါဖြစ်ဆိုရင်သူတို့ရဲ့ဟိုပြင်းလေတော့ကျန် point point မိရဒီလား point မိတာဘာဆိုနေပြောလိုက်မလားနေအခုပြောလိုက်ရဆိုရင်ကျင်းကခင်ရဲ့ဦးနောက်ထဲရဲ့အသွေး ခေတော့လောက်စမ်းပါ အဲ့ပါညာလည်းမပြီးဘူးဆိုခေရဲ့ဦးနောက်ရဲ့ဒီဇိုင်းကိုလည်းတွားပြီးတွေးပြီးတော့လောက်တာပေါ့တည်ရမလားသူ့ရဲ့ point ကိုမိရပေါ့အတိကပြောလိုက်တာနဲ့ဘယ်လိုပုံစံလိုထားလဲဆိုတာသိတယ်ဟုတ်တယ်ခေအခုပြောတဲ့ဟာနဲ့အချင်းရဲ့ idea နဲ့ပေါင်းပြီးတော့လောက်တာပူများတယ်အဲကြောင့်လို့အချင်းကိုကြည့်တဲ့လူလဲအချင်းရဲ့ video ဒန်ကြည့်တဲ့လူမပြင်းစားမကောင်းပါတည်မလားအဲ့လိုမျိုးကြည့်လိုက်နေတော့ပြီးရင်ဘခုတူတက်လဲပြောပြဒီစပင်းကိုဘလို့ထိုင်းရမလဲပြီးရင်ဘလို့အသားရည်နဲ့ဘလို့လိုက်လဲအဲ့လိုမျိုးလေးထည့်ပြောရကွာတည်မလားအဲ့လိုမျိုးအဲကြောင့်လို့ဟာချစ်ကလေးတို့အဲကြောင့်လို့ချောတဲ့လူမှတင်တာမဟုတ်ဘူးတချို့ကမရိုက်ချင်ဘူးတချို့ကရိုက်ချင်တယ်ကျင်းရဲ့ဗီဒီယိုအကုန်လုံးကုမ္ပဏီကိုကျင်းလို့V47ကုမ္ပဏီကိုအပ်တာပေါ့နော်အပ်ပြီးတော့သူတို့တင်တဲ့ပုံကိုတင်တယ်ကျင်းရဲ့ wall ထဲမှာတင်နေတယ်ကျင်းမကန်ဘူးဖြစ်တာပေါ့နော်